ဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးကတော့ brain fog လို့ခေါ်တဲ့ခံစားချက်လေးတစ်ခုပေါ့နော်။ခုလက်တလောလီလီကိုယ်တိုင်ကြုံတွေ့နေရတဲ့ဒီ mental state တစ်ခုကဘာလဲဆိုတော့အလုပ်လုပ်ရင်းနဲ့ဘာလေးပဲဖြစ်ဖြစ်ပေါ့နော် laptop လေးဖွင့်လိုက်တာနဲ့လီလီ AI ကိုအရန်သုံးတယ်။သုံးတဲ့ AI tools တွေမများဘူးဒါပေမဲ့တစ်ခုနှစ်ခုပဲသုံးတာဒါပေမဲ့အဲ့တစ်ခုနှစ်ခုပဲဘာလေးပဲလုပ်ဖို့ပဲဖြစ်ဖြစ် AI ကိုပဲအရင်သွားပြီးတော့မေးရယ်လုပ်ခိုင်းတယ် idea ယူရယ်ပြန်ပြီးတော့ edit တယ်ကိုယ်ပိုင်ကြံဉာဏ်ကိုယ်ပိုင် opinion ကိုထည့်တယ်ဆိုပေမဲ့သူမပါမပြီးဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ပြီးတော့တစ်ခါလေကြာရင်လုံရင်းနဲ့ဥပမာထားပါတော့အခုဆိုဒီ YouTube အတွက်ဗီဒီယိုလုပ်မယ်ဆို script ရေးမယ်ငါ idea ထုတ်မယ်ဆိုပြီးတော့training ဖြစ်နေဗီဒီယိုတွေကိုလိုက်ကြည့်ရယ် topic တွေကိုလိုက်စဉ်းစားရယ်မြန်မာ market နဲ့အားလုံးအတွက်လိုအပ်နေမယ့်ဟာဘာဖြစ်နိုင်မလဲ topic တွေစဉ်းစားရင်းနဲ့okay topic ရသွားတဲ့အချိန်မှာ AI ကိုသုံးပြီးလေး script ရေးတယ်ပေါ့နော်အရင်တော့ဆိုရင်ဗီဒီယိုတစ်ပုဒ်ရဲ့ script ရဖို့ဆိုရင်ကိုပြောချင်တဲ့ talking points တွေအရေးကြီးတဲ့အချက်တွေကိုအရင်ချပြီးတော့အခါကျရင်တစ်ခုချင်းစီကိုလက်တွေ့ကျတဲ့ဥပမာတွေထည့်သွားပြီးတော့ဒီလိုရေးရတယ်ပေါ့နော်ဗီဒီယို script တစ်ခုဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးတကယ်ကိုစိတ်အားရောcreativity ရောသုံးပြီးတော့လုပ်ရတဲ့အရာတစ်ခုဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာလီလီပါဝင်တခြားသူတော်တော်များလဲကြုံမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ script တစ်ပုဒ်ရေးဖို့ကို AI နဲ့ရေးလိုက်တယ်မြန်တယ်အဲ့ချိန်မှာokay creative ဖြစ်နိုင်တယ်လို့ prompt တွေအများကြီးနဲ့ထည့်ပြီးတော့ creative ဖြစ်အရန်ရေးချလိုက်တယ်နောက်ဆုံးတော့ AI ကပေးရဲ့ script အရှည်ကြီးပေါ်မှာစာရည်လည်းအများကြီးဖြစ်လာတယ် like တေချာပြန်ဖတ်ကြည့်ရောကိုယ်ပိုင် creativity meaningful ဖြစ်တဲ့အတိတ်ပဲဒီနောက်ကိုရတကယ် experience တွေမပါလာဘူးပေါ့နော်အရာအလုံးကပျောက်နေရဲ့ဒီလိုမျိုးခံစားရတယ်ဆိုတော့ကျန်တဲ့သူတွေရောဒီလိုပဲ AI ကိုအလွန်ကျွံသုံးမိနေရလို့ခံစားရလားပေါ့နော်လက်ရှိဖြစ်နေတာ AI ကလီလီရဲ့ဒီ creativity နဲ့တကယ်ကြုံတွေ့ခဲ့ရတဲ့ experience တွေနဲ့အားလုံး share လုပ်ချင်တဲ့အကြောင်းအရာတွေကိုလူရတယ်လို့ခံစားနေရပေါ့နော် digital ခေတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခု digital ခေတ်ကနေ AI ခေတ်ကိုပြေရောလာတယ် AI ကအဖို့ရတဲ့အသုံးချလို့ကောင်းတယ်လုပ်ငန်းတွေပို့ပြီးမြင်အောင်လုပ်ပေးနိုင်တယ်ကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေကဒီ article လိုက်မဖတ်ကြည့်ပဲနဲ့ကိုယ်တိုင်ဖြစ်နေရခံစားရတဲ့ဟာအတိုင်းဖြစ်ရမယ်ဆိုအရန်ကို lazy ဖြစ်သွားတယ်ပေါ့နော်စဉ်းစားတဲ့နေရာမှာလည်း lazy ဖြစ်သွားတယ် research လုပ်တဲ့နေရာမှာလည်း lazy ဖြစ်သွားတယ်သိပ္ပံနည်းကျပြောရမယ်ဆိုရင်လီလီရှာကြည့်တဲ့အချိန်မှာဒီလိုဖြစ်တဲ့ mental state ကို cognitive offloading လို့ခေါ်တယ်လို့သိရတယ်ပေါ့နော်ဆိုတော့အလုပ်တွေကို AI စီကိုပုံအပ်ပြီးတော့လုပ်ခိုင်းလိုက်တဲ့အချိန်မှာအုံနောက်က our brain is not working ပေါ့နော်အရင်ဆုံးအလုံးမလုပ်တာမသုံးတော့ဘဲနဲ့autopilot ပုံစံမျိုးကြီးနဲ့သွားနေတာပေါ့အဲ့ဟာအခြေအနေကကြာလာတဲ့အခါမှာကိုယ်ပိုင် unique touch လေးတွေကိုယ်ပိုင် unique အတွေးခေါ်ပေါ့နော်ကိုယ်ပိုင်အတွေးခေါ်အသိအမြင်ဒီပျောက်သွားတတ်တယ်ဆိုရက်situation လေးတစ်ခုပေါ့နော်ဆိုတော့ဒီနေ့လေးဒီ podcast ကနေတစ်ဆင့်လီလီကိုပြန်ပြီးတော့ self aware ဖြစ်တဲ့ကိစ္စလေးရယ်နောက်ပြီးတော့ပြန်ပြီးတော့ပေါ့နော် digital detox နဲ့ unplug လုပ်တဲ့နေဆိုတာကိုပြန်ပြီးတော့အသိစိတ်ရလာတယ်ပေါ့နော်ဆိုတော့ okay စဉ်းစားကြည့်ရပေါ့ဒီဗီဒီယိုရဲ့ script ကို AI ရဲ့အကူအညီပါဝင်တဲ့လူရေးခဲ့ရပါဆိုတော့လက်ရှိမှာဒီဗီဒီယို script ကိုသွင်းဖို့လေတပတ်ကျော်လောက်တောက်လျှောက် script တွေထိုင်ရေးရပေါ့နော်ဆိုတော့ script တွေအများကြီးထွက်လာတယ်ဒါပေမဲ့တကယ်စိတ်တိုင်းကျတဲ့ဟာကိုနောက်တစ်နေ့ပြန်ဖတ်ကြည့်လိုက်တဲ့အချိန်မှာမတွေ့ခဲ့ဘူးအဲ့တော့အခုဘာပြန်လုပ်လဲဆိုတော့ကိုလုံးမဲ့ idea ကိုစာရွက်ပေါ်မှာချရေးတယ်
AI မပါဘဲနဲ့ကိုယ်တိုင် idea ထုတ်တယ်တကယ်ဖြစ်နေရတဲ့ခံစားချက်အကြောင်းကိုပြောမယ်လို့ဆုံးဖြတ်ချက်ချထားတယ်။ဒီ channel လုပ်ရတဲ့အကြောင်းရင်းကလည်းအဲ့ဟာအဓိကပဲပေါ့နော်။လုပ်ငန်းရှင်တွေရောfreelancer တွေရော marketer တွေရော marketing နဲ့ပတ်သက်သမျှအကြောင်းအရာအားလုံးကတကယ်လက်တွေ့ reality ဖြစ်နေတဲ့အကြောင်းအရာတွေကိုပဲ share လုပ်သွားမယ် channel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်နိုင် AI ကိုလည်းလုံးဝကိုမသုံးဘဲနဲ့ကိုယ်ပိုင်တွေးကြုံကိုယ်ပိုင်တွေးခေါ်နဲ့ကိုယ်ပိုင်ခံယူချက်တွေကို share လုပ်သွားမှာဖြစ်ပါတယ်။နောက်ဒုတိယတစ်ချက်ကကျတော့ Lily ရဲ့ critical thinking ပေါ့နော်။တကယ်ကိုပြောချင်တဲ့ topic အကြောင်းကိုပဲပြောတော့မယ်။ခေတ်နောက်ဒီ trend နောက်ဒီမှာ topic တွေနောက်ကိုမလိုက်တော့ဘဲနဲ့ Lily ခေါင်းထဲမှာပေါ်လာတဲ့အရာတွေကို share လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့subscribe လုပ်ပေးထားရင်တော့ကျေးဇူးအများကြီးတင်တယ်။တကယ်လို့ပေါ့နော်ပိုကောင်းတဲ့အကြံဉာဏ်ပေးချင်တယ်ဆိုရင်လည်း comment မှာရေးသားပေးလို့ရပါတယ်။နောက်တစ်ခုကဒီ AI ခေတ်ကြီးမှာပေါ့နော် device မသုံးဘဲနဲ့တော့သူဘာမှတော့အလုပ်လုပ်လို့မရဘူးဒါပေမဲ့တက်နိုင်သလောက်လေးအဟာတွေမပါဘဲနဲ့နေကြည့်ဖို့ဆုံးဖြတ်ထားပါတယ်နေတိုင်းဒီ AI ဆိုတဲ့အတန်ကိုကြားနေရတာပေါ့နော်digital မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့အာယုံနောက်တယ်ပေါ့နော်ဒါပေမဲ့သူများရဲ့ AI ကိုအလွန်အကျွံပေါ့နော်တုံးပြီးတော့ AI ကိုခိုင်းပြီးတော့တနေ့ကိုဒေါ်လာဘလောက်100 200 300ရှာနေတဲ့ခင်မှာလေးပြောင်းပြန်လမ်းကိုပဲလျှောက်ပါတော့မယ်ဆိုတော့ AI ကိုမမုန်းပါဘူးဒါပေမဲ့ဒီလောက်နဲ့ပဲလေးရက်လိုက်ပါမယ်ဘာလို့လဲဆိုတော့အဲ့ဒီရဲ့စိတ်အာယုံပြီးတော့အတွေးခေါ်ရအားလုံးကိုထုံထိုင်းမိုင်းစီတဲ့အပြင်ပေါ့နော်ကိုယ်ပိုင် creativity ကိုကြာဆန်းစီရလို့အကြီးကျယ်ခံစားလာရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကစပြီးတော့ AI ကိုလုံးဝမဟုတ်ရင်တော့မှအများကြီး short သုံးမှုဆုံးဖြတ်ထားပါတယ်။ဆိုတော့တန်တဲ့သူတွေက AI နဲ့ပတ်သက်ပြီးတော့ဒီလို feeling တွေဖြစ်လားဒါမှမဟုတ်ရင် AI ကိုပဲအသုံးပြုပြီးတော့ပတ်စံတွေအများကြီးပဲရှာနေကြပြီလား comment မှာပြောပြပေးသွားခဲ့ကြပါအောင်။နောက်ထပ် episode မှာတော့ပို့ပြီးတော့ fresh ဖြစ်တဲ့ ideas တွေနောက်ပြီးတော့share လုပ်ချင်တဲ့တကယ်ဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် thank you ပါ